ဒီဇလန်လေးရဲ့အပိုင်းနှစ်မှာတော့အပိုင်းတစ်မှာတည်ခဲ့တဲ့အတိုင်းမိုင်နဲ့ရီနကိုတို့ကသဘောတူညီမှုတစ်ခုယူပြီးတော့တကယ်ချင်းလိုမျိုးရောရီစားလိုမျိုးရောနေဖို့ဆုံးဖြတ်ထားပါတယ်။မိုင်စပင်စီးထားတဲ့နေ့ကတကယ်ချင်းလိုနေမယ်နေမိုင်စပင်ချထားတဲ့နေ့ကရီစားလိုမျိုးနေမယ်နေဆိုပြီးတော့သတ်မှတ်ထားပါတယ်။ဒီနေ့မှာတော့မိုင်ကစပင်စီးထားတဲ့အတွက်ရီနကိုကဆဲရေးသွားပြီးတကယ်ချင်းအနေနဲ့နေရမယ့်ရက်မလို့သူ့အိမ်ကိုအလဲခေါ်လိုက်ပါတယ်။နောက်ပြီးရီစားထက်တကယ်ချင်းစစ်စံရေးကပိုကောင်းနေဆိုတာကိုစူးစမ်းပြီးသက်သေပြမယ်ဆိုပြီးတော့ရီနကိုတယောက်ဆုံးဖြတ်လိုက်ပါတယ်။အိမ်ရောက်တဲ့အချိန်မှာမိုင်တယောက်ရီနကိုရဲ့အိမ်ကိုဆက်ဆွနေပါတယ်။အဲ့ဒီနောက်ရီနကိုကမိုင်နဲ့ဂိမ်းဆော့ဖို့ခေါ်လိုက်ပါတယ်။အစမှာမိုင်ကဂိမ်းမဆော့တတ်တဲ့အတွက်ရီနကိုကစပြီးတင်ပြီးတော့ပါတယ်။အဲ့ဒီနောက်အချိန်တော်တော်ကြာကစားကြပြီးနှစ်ယောက်သားပျော်ရွှင်နေကြပါတယ်။ပြီးရတဲ့မိုင်တယောက်အိမ်ပြန်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာလည်းမိုင်ကရီနကိုကိုအိမ်လာပြီးဂိမ်းဆော့လို့ရမလားဆိုပြီးတော့ message ထပ်ပို့လိုက်ပါတယ်။ဒါမဲ့ဒီနေ့ကမိုင်ကစပင်ချထားတဲ့အတွက်ရီနကိုရဲ့ရီစားတယောက်အနေနဲ့အိမ်လဲလာမှာမလို့ရီနကိုတယောက်ဆုံးဖြတ်ခက်နေပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့လာလို့ရပါရဲ့ဆိုပြီးတော့အားနာပြီးပြန်ပို့လိုက်ပါတယ်။အဲ့နောက်သူတကယ်ခေါ်လိုက်တင်လားမတင်လားဆိုပြီးတော့ရီနကိုတယောက်စဉ်းစားနေတဲ့အချိန်မှာအချီဆိုင်လေးကဘာလို့မိုင်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။ရီနကိုကတကယ်ချင်းတယောက်အိမ်လေလာမှာမလို့စားလဲလုပ်မယ်လို့ဒီနေ့ကစီစဉ်ထားမလို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးလိုက်ပါတယ်။အချီဆိုင်လေးကအစားကနောက်မှလုပ်လို့ရအောင်လို့တကယ်ချင်းအချိန်ပေးလိုက်တင်တယ်ဆိုပြီးတော့ပြန်ပြောပြလိုက်ပါတယ်။ရီနကိုလေးကအချီဆိုင်ရဲ့စကားတစ်ခုနဲ့အဲ့လိုပဲလုပ်လိုက်တော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အိမ်ကိုရီနကိုနဲ့မိုင်ရောက်တော့ရီနကိုရဲ့အမေကသူ့သမီးကတကယ်ချင်းတွေကိုအိမ်ခေါ်လေးရှိရဲ့သူမဟုတ်တဲ့အတွက်မိုင်ကိုကြည့်ပြီးတော့အရန်အံ့ဩနေမိပါတယ်။နောက်ပြီးမိုင်ကမော်ရဲတယောက်ဖြစ်ပြီးအရန်ချောနေရောတကယ်ကြီးသူ့သမီးရဲ့တငယ်ချင်းလားလို့တွင်းနေပါတယ်။အဲ့ဒီမှာမိုင်ကကိုမိတ်ဆက်ပြီးတော့ရီနကိုနဲ့သူနေကအเจ้าမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိရလို့ပြောလိုက်ပါတယ်။ရီနကိုကတော့မြန်မြန်သူ့အမေကိုတွန်းထုတ်ပြီးအခန်းထဲသွားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အခန်းထဲရောက်တော့ရီနကိုကသူ့နှစ်ယောက်တွဲနေရလို့ထင်အောင်သူ့အမေကိုဘာလို့ပြောလိုက်တာလဲဆိုပြီးတော့မိလိုက်ပါတယ်။မိုင်ကတော့တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေရလို့ကိုပြန်ပြောပြီးတော့တခြားအတွေ့အကြုံဝင်နေရလားဆိုပြီးတော့ရီနကိုကိုပြန်မိလိုက်ပါတယ်။အဲ့ဒီနောက်ရီနကိုကမဟုတ်ဘူးလို့ဖြေပြီးတော့ဂိမ်းမဲဆော့ပြီးအခြားရေးရှောင်းမလုံးနဲ့ဆိုပြီးတော့မိုင်ကိုတတိပေးလိုက်ပါတယ်။အဲ့နောက်သူတို့ဂိမ်းဆော့ကြပြီးဂိမ်းဆော့လို့ရှုံးတဲ့သူကနိုင်တဲ့သူပြောတဲ့ဟာတခုကိုလုပ်ပေးရမယ်ဆိုပြီးတော့စီကံထားလိုက်ကြပါတယ်။ရီနကိုက confident level အပြည့်နဲ့မိုင်ကမနေ့ကတင်ဂိမ်းစကစားတာဖြစ်လို့သူတေချာပေါက်နိုင်ပါပဲဆိုပြီးတော့တွေးနေလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားစရာကနောက်ဆုံးမှာရီနကိုကဂိမ်းရှုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်ရီနကိုကမိုင်ကိုပြောတော့ဂိမ်းမဆော့တတ်ဘူးဆိုပြီးတော့ဘာလို့အခုကကြောင့်အတိလောက်တောင်ဆော့တတ်သွားလဲဆိုပြီးမေးလိုက်ပါတယ်။မိုင်ကအဲ့ဟာကမနေ့ကရင်ဂိမ်းဆက်ဝယ်ပြီးလေ့ကျင့်လိုက်လို့ဆိုပြီးတော့ပြန်ရှင်းပြပါတယ်။အဲ့နောက်မှာမိုင်ကရီနကိုသူတခုလိုချင်တယ်ဆိုပြီးပြောပြီးအဲ့ဒီဟာသူကရီနကိုဖတ်ထားချင်တယ်ဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်။အဲ့ဟာနဲ့ရီနကိုကလည်းခွင့်ပြုလိုက်ပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားအကြိုက်ဖတ်လိုက်ပြီးရီနကိုချစ်တယ်ဆိုပြီးတော့မိုင်ကတဖောက်ပါပြောနေပါတယ်။နောက်တစ်နေ့အကြောင်းမှာတော့ရီနကိုတယောက်အတွေးတွေနဲ့ငင်းနေတဲ့အချိန်မှာအချီဆိုင်လေးကရောက်လာပြီးရီနကိုဘာလို့လက်တွေအေးနေရလဲလို့ပြောပြီးကန်ကားနှိပ်ပေးနေပါတယ်။ရီနကိုကရုတ်တရက်ကြီးဖြစ်သွားကအချီဆိုင်ကဘာသူ့ကိုကြိုက်နေရလားလို့တွေးကသူမကြိုက်ရင်လည်းရီနကိုကိုပိုင်ကဖွင့်ပြောလိုက်ရမလားဆိုပြီးတော့တွေးနေမိပါတယ်။သူနှစ်ယောက်မြင်ခွင့်ကိုမိုင်ကမြင်သွားပါတယ်။ကြောင်းပြဲတော့မှမိုင်နဲ့ရီနကိုတို့ခမိုးတာမှာတွေ့ကရီနကိုကမိုင်ကိုစားရတဲ့ရက်ပေးပါတယ်။အဲ့ဒီစားရမှာမိုင်ကရီစားအနေနဲ့လှုပ်ရှင်တာကိုစရင်မှတ်ထားပြီးရီနကိုကလည်းသူ့စားရထက်မှာတကယ်ချင်းအနေနဲ့လှုပ်ရှင်တာကိုခြာရေးပြီးမှတ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူတို့ရေးပြီးအချိန်မှာသူတို့စာရက်တွေကိုပြကြတဲ့အခါမှာရီနကိုကရေးထားတာတွေကနှစ်ယောက်အတူတူဂိမ်းဆော့ဖို့ဒီဇနီလန်သွားချင်တာတို့နောက်ပြီးတော့အတူတူဈေးဝယ်ထက်ချင်တာတို့စာတူတူလုပ်ချင်တာလို့ဖြစ်ပြီးမိုင်ကကြတော့ရေးထားတာတွေကတည့်ရဲ့အတိုင်းမောင်တွေမလို့ဖတ်ရင်လည်းကိုမမဟုတ်တော့တာမလို့မပြောပြတော့ပါဘူးရီနကိုကတော့လန့်ပြီးစလာကြရခန္ဓာကိုယ်ကြည့်ပဲလို့ပြောလိုက်ပါတယ်။မိုင်ကသူ့ရဲ့ရည်စားဖြစ်လာပြီဆိုရင်တစ်ဖက်လူကိုထိတွေးကင်လွယ်ခြင်းနဲ့အပြင်ခန္ဓာကိုယ်ချင်းနှလုံးသားချင်းပုကတ်အောင်ထားချင်တာမလို့ပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာမိုင်ကလက်ကင်လို့ရမလားဆိုပြီးရီနကိုတောင်းဆိုလိုက်ပါတယ်။ရီနကိုကလည်းသူ့လက်ကိုကန်လိုက်ပါတယ်။အဲဒီနောက်မှာမိုင်ကခန္ဓာကိုယ်ချင်းထိတွေးပြီးနှလုံးသားချင်းဒီဆက်ချင်နေဆိုတာကသူ့အတွက်တော့ရည်စားဖြစ်နေလို့ပဲလို့ဆိုပြီးတော့ငါကမင်းနဲ့လန်နာထပ်ပိုးရဲ့အစင်တဖို့အထိအောင်စိတ်ကိုပြင်ဆင်ပြီးသွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ရီနကိုကလက်ပြီးတကယ်ချင်းတွေကအဲ့လိုမလုပ်ဘူးလို့ဆိုကသူရေးပြထားတဲ့စာရွက်ထဲကဟာကိုထိုးပြနေပါတယ်အတွေ့ရမှာမိုင်ကအတော်ပွင့်လင်းတာပဲလို့တွေးနေမိပါတယ်အဲ့ဒီနောက်မှာတော့ရီနကိုကဒီတစ်ပတ်ချိန်တွေ့မယ်လို့ဆိုကတကယ်ချင်းတွေအနေနဲ့ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်သူတို့ရှောက်လည်နေတဲ့နေ့မှာမိုင်ကနာမည်ကြီးမော်ရဲ့တရားမလို့ဖြတ်သွားတဲ့သူတွေကဝိုင်းကြည့်နေကြပါတယ်။အဲ့ဒီနောက်မှာကောင်လေးနှစ်ယောက်ကမိုက်စီကိုလာပြီးနှုတ်ဆက်တဲ့အချိန်မှာရီနကိုကမိုက်ရဲ့လက်ကိုဆွဲပြီးနှစ်ယောက်သွားထွက်ပြေးကြပါတယ်။နောက်ပြီးရီနကိုကဒီနေ့မိုက်အောင်ကောက်ွယ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါကြောင့်သူ့ကိုဆိတ်ချလိုက်ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။မိုင်ကတော့ဒါဆိုရင်ဒီနေ့ငါကောင်မလေးရဲ့ကောက်ွယ်မှုအောင်မှာကောင်းကောင်းကြီးခံစားရမယ်ဆိုပြီးတော့
လက်ချိတ်လိုက်ပါတယ်သူတို့ရဲ့အဲ့ဒီနောက်မှာဂိမ်းတွေစောကြပြီးအပျော်ကြီးပျော်နေကရှောက်လဲကြပါရတယ်သူတို့နှစ်ယောက်မော်ပြီးဆိုင်မှာဖြိုရီတောက်တဲ့အချိန်မှာရီနကိုကဒီနေ့ဒီလိုတငယ်ချင်းတွေနဲ့အတူရှောက်လဲရပျော်လားဆိုပြီးတော့မေးလိုက်ပါတယ်မိုင်ကတော့အဲ့လိုဆိုရင်ရီစားအနေနဲ့လည်းဒီလိုရှောက်လဲလို့ရရဲဆိုပြီးတော့ပြင်ပြလိုက်ပါတယ်သူတို့ရေဈေးဝယ်ထွေးပြီးပြန်တဲ့အချိန်မှာမိုးရွာတာနဲ့မိုးခိုးကြပါတယ်။ဘာရဲ့အဝတ်စားတွေကပေါ်နေတဲ့အတွက်အထဲကအတွင်းခံတွေကိုပါမြင်နေရပါတယ်။ဒါကြောင့်မိုင်ကဟိုတယ်ကိုသွားကအင်ကြီးလဲရပါရတယ်။အဲဒီနောက်ရီနကိုကပါဟိုတယ်နောက်လိုက်လာရပါရတယ်။သူတို့နှစ်ယောက်စလုံးရေဆိုနေတဲ့အတွက်ရေရှိုးဖို့ကိုမိုင်ကခေါ်လိုက်ပါတယ်။အဲဒီနောက်ရေတူတူဆိုင်ကြပြီးမိုင်ကနောက်တစ်ပတ်ကျရင်မော်ရီအလုပ်ရှိရဲ့အတွက်ပြင်သစ်ကိုသွားရမယ်ဆိုပြီးတော့သူ့အလုပ်တွေကိုပြောပြနေပါတယ်။ရီနကိုကမိုင်လေးတကယ်မလွယ်ဘူးလို့ပြောကလူရဲ့မျောလင်းချက်အတိုင်းဖြစ်အောင်လုပ်ရလဲလူရမမဟုတ်တာဆိုပြီးတော့သူတကူရဲ့ရေရုပ်ကပြောနေပါတယ်။မိုင်ကရီနကိုကိုဘာလို့သူရီနကိုချစ်မိသွားလဲဆိုတာမှတ်မိပြီဆိုပြီးတော့ဆိုလိုက်ပါတယ်ရီနကိုကထပ်ပြီးတခြားဘသူတွေရပဲမိုင်းရဲ့လက်ရှိကိုလက်မခံပေးနေပါစေ။သူကမိုင်းကိုတေချာလေးလက်ခံပေးမှာမလို့ဆိုပြီးတော့ပြန်နဲ့သိမ့်လိုက်ပါရဲ့။အဲဒီနောက်မှာကမိုင်းကရီနကိုရဲ့ပါးလေးကိုကင်ပြီးတကယ်ချင်းတဲ့ယူဆချက်မှာကြီးမားတဲ့ခန္ဓာချက်တွေရှိရဆိုပေမဲ့လို့ဆိုပြီးတော့စကားစားဖြက်ကစပင်ကိုဖြေချလိုက်ပါရတယ်။အဲဒီမှာတော့ရီနကိုကအလန်တကြားတဲ့ဒီနေ့တကယ်ချင်းနေလို့ပြောကလန့်နေပါတယ်။မိုင်းကရုပ်ကနဲ့မှာစပင်ချရပုံမှန်မဲ့လေလို့ဆိုကရီနကိုရဲ့စပင်လေးကိုတက်ကရင်သားလေးကိုထိလိုက်ပါရတယ်။ရီနကိုကချစ်ဖို့ကောင်းတဲ့ခွေးပေါက်လေးအတိုင်းမဲ့လို့ဆိုကနမ်းလိုက်ပါရတယ်ပြီးတော့ရီနကိုကသူ့ရဲ့ first kiss ဆိုပြီးတော့မိုင်ကိုပြောလိုက်ပါတယ်မိုင်ကလည်းသူလည်းအခုမှ first kiss ဆိုပြီးတော့ပြန်ပြောလိုက်ပါရတယ်နောက်ပြီးဖက်လိုက်ကကိုလက်တွဲပေါ်ဖြစ်မဲ့သူနဲ့ခုလိုနှခမ်းချင်းထိရအရန်နေလို့ကောင်းတာပဲဆိုပြီးတော့မိုင်ကပြောလိုက်ပါတယ်ထပ်ပြီးမလုံလောက်သေးဘူးလို့ဆိုကရီနကိုရဲ့နှခမ်းကိုအဝါကြီးသုံးဆောင်ပါရတယ် Okay. ရီနကိုကယုံပြီးအတွေ့ရမှာဒီပုံစံတိုင်းတာဆိုမေမနေ့ကရေးခဲ့တဲ့ဤစားအနေနဲ့လှုပ်ရှင်တဲ့သူ့ရဲ့ဆန္ဒရေးတနေရဲနဲ့အကုန်ပြေးသွားလိမ့်မယ်လို့ဆိုကရုတ်တရက်အကြံတစ်ခုကြကညက်နဲ့မေးရဲ့စပင်ကိုစီးလိုက်ပါရတယ်အခုတငယ်ချင်းပုံစံဖြစ်နေပြီမလို့တော်တော်လို့ပြောကခုနနန်းခဲ့အနန်းကိုတငယ်ချင်းချင်းနန်းခဲ့အနန်းလိုပဲသတ်မှတ်လိုက်ပြီလို့ရီနကိုကပြလိုက်ပါရတယ်မိုင်ကတော့ဒါဆိုရင်လည်းထပ်နေမလို့ဆိုကနန်းပါရတယ်ပြီးရနောက်မှာသူတို့ရေးတူတူဆင်ကြပါရတယ်သူတို့နှစ်ယောက်ကိစ္စရေးပြီးတော့ဟိုတယ်ကနေပြန်လာကြပါတယ်ရီနကိုကတော့အတွေ့ရမှာဝင်မခံခြင်းပေမဲ့ဒီနေ့ကသူ့အတွက်အရင်အကုန်ဆုံးနေတဲ့နေ့ဆိုပြီးတော့တွေးနေလိုက်ပါရတယ်အပိုင်းနှစ်လေးရောဒီမှာရင်ပြီးပါပြီနောက်ထပ်အပိုင်းတွေကိုဆက်ပြီးတော့ကြည့်ချင်နေဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်နော်ဆိုတော့နောက်အပိုင်းတွေမှာဆက်တွေ့ပါမယ် see you